အင်္ဂါသာသမီကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်အင်္ဂါသာသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တဲတော်နမိတ်ကိုတဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကျင်တာပေါ့နော်နံပါတ်1ကတော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကမော်ဘီတိုးကိန်းနာကကိုလုံးကွင်းမှတ်တိုင်းပိနေကုန်းကြည့်ရမှာရှိတဲ့ယူတော်မင်္ဂလာချမ်းကဆိုရင်ပတ်စဉ်ဗုဒ္ဓဦးနေ့ကလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်ခရစ်သားသမီးတွေကိုအခမဲ့ရရချီပေးတဲ့ရရမြည်ပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တပတ်တာကာလမှာ9ရက်တာကာလပတ်လုံးမှာ9ရက်သားသမီးများအတွက်ယူတော်မင်္ဂလာချမ်းနေပြီးတော့ပြုလုပ်ပေးနေတဲ့ရရလေးတွေကိုကျွန်တော်ပြောချင်တာပေါ့နံပါတ်1ကတနင်္ဂနွေနေ့မနေ့7:00နာရီမှာခေမွန်ကြီး10ပါးတောင်းမှန်ကြော့တဲ့အလှရရပွဲကြီးရှိပါတယ်နော်နောက်စနေနေ့နဲ့အင်္ဂါနေ့မနေ့7:00နာရီမှာကြတော့တိုးချင်းတယောက်ချင်းလိုက်တီးတန့်ပြုလုပ်ရတဲ့နဝင်းပွဲရရရှိပါတယ်ကြာသပတေးနေ့အင်္ဂါနေ့ညမှာဓာတ်ကြီးလေးပါရရရှိပါတယ်ညနေ6:00နာရီလောက်ရောက်လာတာပါနော်ကြာသပတေးနေ့မနေ့7:00နာရီမှာကြတော့ခေါင်းစင်းမင်္ဂလာရရရှိပါတယ်တောက်ကြနေ့မနေ့7:00နာရီမှာတရားပွဲရရရှိပါတယ်နောက်တစ်ခုကကိုယ်တိုင်ကျွန်တော်တို့ယူတော်မင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောဒရန်လေးတွေမှာယူနိုင်ပါတယ် Viber နံပါတ်လေးတွေကတော့39992029တဲ့နံပါတ်ရဲ့3996923959ဆိုတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဒါကြောင့်ဘေးရင်သင်တန်းတက်ကျင်တဲ့မိတ်ဆွေတွေရှိပါတယ်ဘေးရင်သင်တန်းတက်ကျင်တဲ့ကိုယ်တိုင်ဘေးရင်သင်ကျင်တဲ့သူတွေကတော့လစဉ်တရက်နေ့တိုင်းမှာဘေးရင်သင်တန်းတွေရှိပါတယ်သင်တန်းတွေမှာလာရောက်ပြီးတော့တက်ရောက်နိုင်ပါတယ်နော်အဲ့တော့အင်္ဂါသားသမီးများအတွက်တဲတော်နမိတ်ဖတ်ကြားပြီးမှဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ကကြတော့ဒုတ်သုံးချောင်းနမိတ်ကြာပါတယ်ဒုတ်သုံးချောင်းနမိတ်ကကြတော့ကုံတယ်အောင်မြင်တဲ့ကုံတယ်တူရဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်နောက်အင်္ဂါသားသမီးတွေထဲမှာကုံတယ်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေနောက်တစ်ခုကအယောင်းဝယ်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဈေးရောင်းဈေးဝယ်လုပ်ငန်းလုပ်ကိုင်နေတဲ့အင်္ဂါသားသမီးတွေအတွက်ဆိုရင်တော်တော်လေးကောင်းပါတယ်ဒီချိန်ဟာကုံရောင်းကုံဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကျိုးအမြတ်ဖြစ်ထွန်းတတ်တဲ့အောင်မြင်မှုရတတ်ပါတယ်။ဒီကငွေကြေးအကျိုးအမြတ်တွေဖြစ်တတ်တယ်။နောက်တစ်ခုကကာလကြာကြီးထင်ခွန်နေတဲ့ရောင်းရေးဝယ်တာကိစ္စတွေဒီရက်တပတ်ဒီမှာထူးထူးခြားခြားအောင်မြင်သွားဖို့လည်းရှိပါတယ်။ဒါကုံတဲ့ရောင်းဝယ်ကိစ္စတွေလုပ်ကိုင်နေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီချိန်မှာကျွန်တော်တို့အထူးအာရုံစိုက်ပြီးတော့ကြိုးစားဆောင်ရွက်သင့်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်။နောက်ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအစိုးရဝန်ထမ်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်ယာတုတိုးတာတို့ကိုပြောင်းနေတဲ့နေရာကိုပြောင်းရွှေ့ရတာမျိုးတွေကြုံရတတ်တယ်။အပြောင်းရွှေ့တွေထူးထူးခြားခြားသတင်းထူသွားနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်။အပြောင်းရွှေ့နဲ့ပတ်သက်ရင်တော့အင်မတန်မှကောင်းပါတယ်။နောက်လုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားစဉ်းစားနေတဲ့သူတွေဆိုရင်ကျွန်တော်တို့အင်္ဂါသားသမီးတွေဆိုရင်လုပ်ကိုလုပ်တင်တယ်လို့အကြံဉာဏ်ပေးကြပါတယ်နော်။နံပါတ်2ကကြတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့ကံကြမ္မာမှာတဲ့ရဝေးမြေကြားတွေနိုင်ငံခြားတိုင်းပြည်တွေကိုခရီးသွားလာခြင်းအသက်မွေးပိုင်းကြောင့်ပြုဖို့အလုပ်သွားလာလုပ်ကိုင်ခြင်းတွေမှာထူးထူးခြားခြားအကျိုးမြတ်ဖြစ်ထွန်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အဓိကတော့ကိုရောင်းကုန်နဲ့ပတ်သက်တဲ့ကိစ္စတွေအာယုံစိုက်ပါခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေချောချောမောမောသွားရပါလိမ့်မယ်နောက်တစ်ခုကအခွင့်အရေးတွေခွင့်လန်းတွေကိုအနေနဲ့ကြိုးစားအထုတ်ပြီးတော့စောင့်ဆိုင်နေတဲ့ကိစ္စတွေဆိုရင်3ရက်3ပတ်အတွင်းမှာထူးထူးခြားခြားရောက်ရှိလာတတ်ပါတယ်။ဒါမှမဟုတ်ကငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာမှာကျတော့ကျဲပွင့်5ပွင့်တဲ့နမိတ်ပါပဲ။ကျဲပွင့်5ပွင့်ကတော့နှင်းမုန်တိုင်းတွေကြာနေတယ်ကိုထုကိုထားကြိုးစားတတ်တယ်ကိုထုကိုခြုံရတာပေါ့။ငွေကြေးနဲ့ပတ်သက်တဲ့အကူအညီတွေမရလွယ်ဘူးပေါ့။အစင်မပြေဘူးလို့ပြောတာမဟုတ်ပါဘူးเนาะအင်္ဂါသားသမီးတွေကငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာအစင်ပြေမယ်ဘယ်လိုပြေမှလဲဆိုတော့ကိုတုကိုချုံမှပြေတာကိုအားကိုမှပြေတာကိုယ့်ကိုကြိုးစားထုတ်ပြီးတော့မှအောင်မြင်မှုရနိုင်တဲ့ကံသာတာမျိုးဖြစ်ပါတယ်နောက်ပတ်သက်ကြည့်တာငါတော့အာမခံတာတွေကတော့ဒီကာလတွေမှာသတိထားပြီးတော့မပြုလုပ်သင့်ပါဘူးရှောင်သင့်တဲ့အချိန်ကာလလို့ပြောချင်ပါတယ်အဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတိုင်းဂျုံတဲ့အခါအခက်အခဲတွေဂျုံတဲ့အခါပတ်သက်ကိစ္စဖြည့်ချင်းတရားဂျုံတဲ့အခါကိုနီးကိုဟန်နဲ့ကိုတုကိုချွန်သူများကိုအကူအညီမတောင်းမနဲ့ကြိုးစားထုတ်တင်တယ်လို့ကြံ့ကြံ့ပေးချင်ပါတယ်။ကျမ်းမာရေးကံတာကတော့တော်တော်လေးကောင်းပါတယ်
ကျမ်းမာရေးစိုးစိုးရွားညံ့ခိုက်တွေမရှိပါဘူး။နောက်ကျမ်းမာရေးညံ့နေတဲ့သူတွေဆိုရင်နေရာစေကံစေုံစေကံတွေပြောင်းရွှေ့ပြီးတော့ကုသလိုက်ရင်ပို့ပြီးတော့ကျမ်းမာရေးကောင်းသွားဖို့ရှိပါတယ်။အဲ့တော့စေုံစေကံအပြောင်းရွှေ့တွေဂျုံတတ်တယ်ဆရာဝန်ဆရာမအပြောင်းရွှေ့တွေဂျုံတတ်ပြောင်းပြီးတော့ကုသတာပို့ပြီးတော့ကျမ်းမာရေးကောင်းစေပါတယ်။နောက်တစ်ခုကလူမှုရေးနဲ့ပတ်သက်ရင်တော့အောင်ပွဲရတဲ့နမိတ်ကြတယ်လူချစ်လူခင်များခြင်းတွေပေါင်းစည်းဆက်ဆံရေးတွေအစဉ်ပြေခြင်းလူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုတွေကိုလွယ်လွယ်ကူကူရတတ်တဲ့ကံသဏ္ဍာန်မျိုးရှိပါတယ်။တော်တော်လေးကောင်းပါတယ်နည်းနည်းမပေါ့အများကြီးကောင်းပါတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့မိသားစုနေမင်္ဂလာတွေမှာအလူကိစ္စတွေဆောင်ရွက်ရတတ်တယ်မင်္ဂလာကိစ္စတွေဆောင်ရွက်ရတတ်တယ်နတ်အဲ့လိုမျိုးကိစ္စတွေပေါ့နော်ဆောင်ရွက်ရတတ်ပါတယ်။အခြေအနေနောက်နဲ့ပတ်သက်တဲ့ကံသဏ္ဍာန်မှာကျတော့တရပူတရနမိတ်ကြတရပူတရတော့နည်းနည်းလေးတွန်းအားပေးရတာမျိုးလေးတွေရှိမယ်ဖိအားပေးရတာမျိုးလေးတွေရှိမယ် push လုပ်ရတာမျိုးကြုံမှာပေါ့နော်ကိုယ်မှကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်တဲ့ပြဿနာအခြေအနေနဲ့ပတ်သက်တဲ့အခက်အခဲအိမ်တော်ရေးနဲ့ပတ်သက်တဲ့ပြဿနာအိမ်တော်ရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေမှာကိုယ်အနေနဲ့လွယ်လွယ်ကူကူဖြစ်တာမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့တွန်းအားတစုံတရာပေးမှအဆင်ပြေသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားဆိုလုပ်သင့်ပါတယ်တွန်းတွန်းတိုက်တိုက်ကလေးလုပ်ပါလို့အကြံဉာဏ်ပေးခြင်းပါတယ်နော်အဲ့တော့အကျိုးပေးတဲ့ကံကောင်းတဲ့အရာနဲ့အဝါရောင်အဖြူရောင်ကောင်းပါတယ်နော်ကဏ္ဍအပြင်ဆိုရင်9ကဏ္ဍ2ကဏ္ဍအကျိုးပေးသောကဏ္ဍဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမကြီးဖြော်ရေးကတ်လူပူဇော်ပြီးတော့ဆုတောင်းပါမကြီးဖြော်ရေးကတ်လူပူဇော်ပြီးတော့ဆုတောင်းပြီးတော့ကိုယ်မှကြည့်တဲ့မကောင်းတဲ့ကံတရာအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစေမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အင်္ဂါသားသမီးများအတွက်ဟောသရံလေးဖြစ်ပါတယ်။ကိုယ်ဆက်လက်ပြီးတော့ဟောသရံလေးပြီးတဲ့အခါကျတော့အဆောင်ရရာအကြောင်းလေးတွေနည်းနည်းပြောချင်ပါတယ်။ဒါကတော့ဝါစရာကြီးမင်းသိခါရဲ့ကြီးနဲ့ဗတောက်အပီးပေါက်ဆိုတဲ့ပရိလေးဖြစ်ပါတယ်။အပီးပေါက်ဆိုတာဘာလဲတဲ့ပြည်စည်းခြင်းပြီးမြောက်ခြင်းအောင်မြင်ခြင်းကိုပြောတာပါမိမိတို့ရဲ့အလုပ်ကိုင်းတွေကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေမြန်မြန်ဆန်ဆန်ပြည်စည်းပြီးမြောက်အောင်မြင်စေခြင်းနဲ့ဆိုရင်ဗတောက်သားနဲ့ကြီးနဲ့ရောပြီးတော့ပရိလေးလောက်ထားတာပေါ့နော်ဆောင်းထားတာနဲ့ကိုစွမ်းပါတယ်စိတ်စရာတော့မလိုပါဘူးစိတ်ကျင်နေဆိုရင်လည်းပရိစိတ်နီးလေးတွေသူ့မှာပါပါတယ်နော်အဲ့တော့တချို့ကျွန်တော်မိတ်ဆွေတွေကကျွန်တော်နဲ့တွေ့တဲ့အခါကျွန်တော်ကြီးအဆောင်လက်ဖွဲ့လေးတွေတောင်းလေးတောင်းတာရှိတယ်ဆရာကြီးအဆောင်လက်ဖွဲ့လေးတွေစီရင်ပေးပါဆိုတော့ကျွန်တော်လက်ဖွဲ့လေး3ခုဝါစိမ့်နီလက်ဖွဲ့လေး3ခုစီရင်ထားတာပါဒါတော့ကျမ်းမာရေးမကောင်းတဲ့လူတွေဆောင်ဖို့တံပြန်စမနဲ့စီရင်ထားတဲ့လက်ဖွဲ့လေးပါသူတစ်ပါးရဲ့မကောင်းတဲ့ဓာတ်တွေအောက်လန်းဓာတ်ဆုံးဓာတ်ပယောဂဓာတ်တွေနဲ့ပြူစားစီရင်နှောက်ချက်လို့မရတဲ့လက်ဖွဲ့ပါဒါတော့စီးပွားရေးကောင်းဖို့အတွက်ကြီးလေးကြီးစမနဲ့စီရင်ထားတဲ့ကြီးလေးကြီးလက်ဖွဲ့လေးဖြစ်ပါတယ်အစိမ်းအောင်လက်ဖွဲ့လေးဖြစ်တယ်အဓိကတော့ငွေကြေးနဲ့ပတ်သက်တာအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေတွေဆိုပြီးတော့ PR လက်ဖွဲ့လေးကတော့အနေအောင်လေးနဲ့စီရင်ထားခြင်းဖြစ်ပါတယ်အဲ့ဒီအင်းအနေနဲ့ပဲကျွန်တော်ကအဆောင်ဆက်လွယ်လေးတစ်ခုပေါ့ဒီမှာဒီလိုလဲဆောင်လို့ရတယ် level မှာလဲဆောင်လို့ရတယ်အဲ့ဒီအဆောင်ဆက်လွယ်လေးလဲကျွန်တော်စီရင်ပေးထားပါသေးတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအကျွေးကိစ္စတွေအကျွေးရဖို့တွေအကျွေးပေးဖို့တွေနောက်တစ်ခုက2D3D လုပ်ငန်းတွေဈေးဆိုင်တွေဈေးအောင်ကောင်းဖို့အတွက်ဆိုပြီးတော့ဝါစိမ့်နေအင်းစမဖျောင်းနိုင်လေးလဲစီရင်ပေးထားပါသေးတယ်ဒါကတော့ယရနာဒီပန်းဆိုတဲ့ဖျောင်းနိုင်လေးဖြစ်ပါတယ်အကြောင်းချင်းကကိစ္စရှိတဲ့အခါအတိတ်ထံပြုပြီးတော့ထွန်းရတဲ့ဖျောင်းနိုင်လေးဖြစ်ပါတယ်ဒါခုနှစ်ရက်သားသမီးတွေအတွက်ကျွန်တော်အနေနဲ့စီရင်ပေးထားတဲ့အဆောင်ရရာပစ္စည်းလေးတွေဖြစ်ပါတယ်တကယ်လို့မိမိတို့မိတ်ဆွေတို့အနေနဲ့ခက်ခဲကြီးလို့မှာယူခြင်းနဲ့ဆိုရင် Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေလို့ဆုတောင်းမြတ်တာများလိုက်လဲပို့တာပေးလိုက်ရပါတယ်